ရေခဲခွက်ဆက်တွေလိုရရင်မှာယူလို့ရရနော်ရေခဲခွက်ဆက်တွေရေခဲခွက်ဆက်ကစတီး frame ဒါတွေဆိုစတီးတွေနဲ့နော်စတီး frame ဒါတွေဆိုစတီးတန်မဟုတ်စတီးပြန်နော်စတီးမှာအထူနဲ့နော်စတီးမှာအထူနဲ့စတီး frame မော်တာနှစ်ကောင်အားဘောလုံးစတီးတွေနဲ့ကြည့်ပဲနော်စတီး frame မော်တာနှစ်ကောင်အားအောက်ကတောက်တန်းနေလည်းအထူတွေနော်တောက်တန်းနေလည်း3 mm တောက်တန်းနေအထူတွေနဲ့သုံးလာတယ်ဒါမျိုးပေါ့ဒီကဲခွဲဆက်နော်ဒီကဲခွဲဆက်ကျွန်တော်တို့ဒီကောင်ဆိုရင်ပေါင်အစိတ်တုံးပေါင်90တုံးနေထည့်ခွဲလို့ရပြန်နော်ပေါင်စိတ်တုံးပေါင်90တုံးနေထည့်ခွဲလို့ရတယ်ထူသားပါနော်တန် frame မဟုတ်ဘူးစတီးဟိုမှာစတီးဟိုမှာအထူနဲ့ကျွန်တော်အသုံးပြုပေးထားတယ်။စတီး frame နဲ့ဒါမျိုးတန်ဒီလိုပုံစံမျိုးလေးလိုအပ်လို့ရှိရင်မှာယူလို့ရရနော်။ဒီပုံစံမျိုးလေးလိုအပ်လို့ရှိရင်မှာယူလို့ရပါတယ်။